အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လေကူရွေးရှင်းပြီးစားလို့ကောင်းတဲ့ဝတ်သားနဲ့အာလူလေးကိုချက်ပြပေးမှာဖြစ်ပါတယ်။ဘာပစ္စည်းအနေနဲ့ကတော့စားစနစ်နေရတဲ့ဝတ်သားအာလူကျက်သွန်ဖြူနီချင်းမကြီးရီတို့ပဲဖြစ်ပါတယ်။စားစနစ်နေရတဲ့ဝတ်သားလေးကိုအိုးထဲမှာထည့်ပြီးတော့ဥကင်းဘူးတိုက်ပေးရမှာဖြစ်ပါတယ်။ဒါမှသာဝတ်သားလေးရမှုေးပြီးစားလို့ကောင်းမှာဖြစ်ပါတယ်။ဒေဝရဲကိုစီနှဲငယ်ထည့်နင်းမုံအနှဲငယ်ထည့်ပြီးတော့စီဆူလာပြီဆိုရင်ကျက်သွန်ဖြူနီးချင်းလေးတွေကိုစီတက်ပေးရမှာဖြစ်ပါတယ်။နွမ်းသွားတဲ့အထိပေါ့နော်စီတက်ပေးရမှာဖြစ်ပါတယ်။ကျက်သွန်ဖြူနီးချင်းလေးတွေနွမ်းသွားပြီဆိုရင်ငရုတ်တီးခွဲချမ်းငရုတ်တီးရောင်တင်မုတ်ထည့်ပြီးတော့စီတက်ပေးရမှာဖြစ်ပါတယ်။အခုလိုမျိုးအယောင်လေးတွေလှပြီးတော့မှုေးလာပြီဆိုရင်ငပိလေးအနှဲငယ်ကိုပါထည့်ပြီးတော့စီတက်ပေးရမှာဖြစ်ပါတယ်။ခုနကလုံထားတဲ့ဝတ်သားလေးတွေကိုပါထည့်ပြီးတမအောင်မှုေးပေးရမှာဖြစ်ပါတယ်။ဝတ်သားနဲ့ငရုတ်တီးစီတက်ထားတဲ့အနှစ်လေးတွေတမအောင်မှုေးပြီးပြီဆိုရင်အာလူလေးကိုပါထည့်ပြီးတော့တမအောင်မှုေးပေးရမှာဖြစ်ပါတယ်။အခုလိုမျိုးအာလူလေးနဲ့ဝတ်သားလေးတွေတမသွားပြီဆိုရင်အရသာအတွက်ကိုဟင်းချိုမုတ်စားနဲ့ငယ်ထည့်ပြီးတော့တမအောင်မှုေးပေးရမှာဖြစ်ပါတယ်။အာလူနဲ့ဝတ်သားလေးတွေမှုေးပြီးနှက်ဆက်သွားပြီဆိုရင်အာလူနဲ့ဝတ်သားလေးနူးတဲ့အထိရေဦးမြုပ်အောင်ထည့်ပေးရမှာဖြစ်ပါတယ်။အာလူနဲ့ဝတ်သားလေးတွေနူးတဲ့အဆင့်ထိရောက်ပြီဆိုရင်မကြီးလေးကိုထည့်ပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့မဆလာလေးကိုအုပ်ပြီးအခုလိုမျိုးရတာရှိတဲ့လွယ်ကူရွှေရှင်းတဲ့ဝတ်သားနဲ့အာလူဟင်းလေးကိုရရှိပြီးဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်